ကဲချောင်းပဲဝမ်းတယ်လို့ချင်း start လိုက်ရမယ်စီစဉ်ရတယ်ပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီဘက်ကတော့ 1K ချောင်းနဲ့ရွှေမန်းလေးဟုတ်လားနိုင်နဲ့သူ start လိုက်ရမယ်ပါမယ်ပါလို့ရတယ်ဟောရောက်ဘလူးရှောင်းရမှာလေအိုး 1K ချောင်းဖလစ်ကလေးနဲ့ထိုးသွားရပြီဗျာ 1K ရပါပြီ 1K ချောင်းတကယ်ပြဲနေတာဗျာကဲ 1K ချောင်းနဲ့ရွှေမန်းလေးချောင်းတွေ့နေပြီရွှေမန်းလေးချောင်းဝတ်တူကနေတောင်းထားတယ် 1K ချောင်းဖြတ်ကန်ထားတယ်ရှောမလားရွှေမန်းလေးချောင်းရှောတော့မတော်လို့ရောက်1ပြတ်3ကြောက်ဖြတ်ကန်ထားသေးတယ်ရှောမလား 1K ချောင်းအေး 1K ချောင်းအေးတာကြီးရှောမလားမင်းတပွဲနိုင်ထားတာအိုးပေါင်းလိုက်တယ်ရွှေမန်းလေးချောင်းဟာရောက်ဆောက်ကောင်းပြီး 1K ချောင်းဖြတ်ကန်ထားသေးတယ်ရှောမလားရွှေမန်းလေးချောင်းရှောမလားမရှောမလားပြန်ရှုံးမယ်ရောက်ရွှေမန်းလေးချောင်းဖိလစ်ကတစ်ချက်အော်အဲ့လိုပဲရှောသွားတော့ 1K ချောင်းနှစ်ခါရှိနေပြီဖြတ်ကန်မလားမကန်သေးဘူးအေးရောက်တာဝါနဲ့ကန်ထဲတော့မှာတော့ရောက်ရွှေမန်းလေးချောင်းတာဝါနဲ့ဖြတ်ကန်ခံရပြီ 1K ချောင်းဂလုံးပတ်45ကျော်တကယ်ကောင်းအားဖြတ်ကန်ထားသေးတယ်ရွှေမန်းလေးချောင်းရှောသွားမလား 1K ချောင်း recall ပါပြပြီးတက်တာဗျာ 1K ချောင်းဟုတ်လားဂလုံးပဲ45ကျော်တကယ်ကောင်းတာပါဗျာ all item လား all item အကုန်ကြီး all item အကုန်ကြီး1တစ်ဖက်ပေါ့ all item ဆိုတော့အေး1121တွေ့နေပြီ 1K ချောင်းနဲ့ 1K ချောင်းဖြတ်ကန်ခံရပြီဆမ်းမဟိုဗာလေရွှေမန်းလေးချောင်းအာဒီမကြီးတော့ 1K ချောင်းအာဒီကြီးရဲ့ဖြတ်ကန်ထားသေးတယ်ရှောသွားမလားရွှေမန်းလေးချောင်းအိုးရရွှေမန်းလေးချောင်း1နဲ့ပြန်ရနေကြပြီဘယ်သူရှောသွားမလဲ 1K ချောင်းရှောသွားရပြီဂလိုပဲချောင်းကတီးကန်နေရပြီဗျာဟုတ်လားနောက်ဝင်နေတာ4000ရှိလာရ1000ကွာရ 1K ချောင်းတော်ရဲဖြတ်ကန်လဲဘယ်လောက်ရောက်ခရီးကိုပြစ်နေတာတာဝါရဲ့ဆောက်ကြီးထည့်လာရအဲ့ဒါတာဝါကိုဆက်အားရောက် 1K ချောင်း play ကလေးချောင်းရောက်တူတော့ကနေသူရှောတော့မှရောက်ဟင်ရှောတော့မှရောက်ရွှေမန်းလေးချောင်းတောက်ပြစ်လို့ရှော112ကနေတောင်းထားတယ် 1K ချောင်းတီးရပါပြီးသွားပြီရောက်ရွှေမန်းလေးချောင်းဘာလို့တော့ဖြတ်မကန်တော့ဘူးရှောတော့မှလားမသိဘူးအေးတာဝါကြီးလည်းရောက် 1K ချောင်းအဲ့ဒါတာဝါကြီးလည်းတော့ရောက်စီရပါတော့ပြတ်မလားမသိဘူးရောက် 1K ချောင်းဖိလစ်ကထိုင်ထုံးနေရွှေမန်းလေးချောင်းနိုင်သွားတယ်ဗျာရောက်တကယ်ကောင်းတာနော်ရောက် global 45ချောင်းရိုက်သွားတာရွှေမန်းလေးချောင်း